မိတ်ဆွေစူးစမ်းရင်အောင်မြင်ရမယ်ဆိုတဲ့စကားကိုယုံကြည်ပါသလားတကယ်တော့စူးစမ်းတိုင်းအောင်မြင်လာမဟုတ်သလိုအောင်မြင်နေသူတိုင်းဟာလည်းနီးလန်းမှန်မှန်နဲ့စူးစမ်းနေကြလားမဟုတ်ပါဘူးအောင်မြင်ဖို့အတွက်နိုင်ပေါင်း1000လောက်ချိန်ပေးရမယ်ဆိုတဲ့1000နာရီစီးမြင်ကိုလူတော်တော်များများကြားဖူးကြမှာပါဒါပေမဲ့ပမာဏကိုပဲအာရုံစိုက်ပြီးအရေးအသွေးကိုမေ့သွားကြတဲ့အခါအဲ့ဒီစူးစမ်းမှုတွေဟာအလကားဖြစ်သွားတတ်ပါတယ်ဒီနေ့မှာတော့စာရေးဆရာအာရာကီဟီရိုယူကီရေးသားထားတဲ့ကျူးစားမှုရဲ့လမ်းပြမြေပုံဆိုတဲ့စာအုပ်ကိုအခြေခံပြီးဘဝကိုပြောင်းလဲစေမယ့်ကျူးစားနည်းတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။စာရေးဆရာအာရာကီဟီရိုယူကီကစူးစားမှုကို၄ထပ်ကိုက်အဆောင်အခုနဲ့ခိုင်းနှိုင်းပြထားပါတယ်။ပထမထပ်ကတော့ပမာဏကိုအခြေခံတဲ့စူးစားမှုဖြစ်ပြီးအောင်မြင်မှုအကြွအခြေခံအကျုံးအထက်ပါ။ဒုတိယထပ်ကတော့အရေးထွေးဖြစ်ပြီးလှုပ်ဆောင်ချက်တွေပေါ်ဝေဖန်အကြံပြုချက်တွေယူပြီးတိုးတက်အောင်လှုပ်ဆောင်တာမျိုးပါ။တတိယထပ်ကတော့စီမံကိန်းချတဲ့စူးစားမှုဖြစ်ပြီးပန်းတိုင်ရောက်ဖို့ဘယ်အရာကအရေးကြီးဆုံးလဲဆိုတာကိုမဟာဗျူရကြကြတွေးတော့တာဖြစ်ပါတယ်။နောက်ဆုံးစတုထထပ်ကတော့ရွေးချယ်မှုဖြစ်ပြီးမိမိရွေးချယ်ထားတဲ့ပန်းတိုင်ကတကယ်ပဲမှန်ကန်ရဲ့လားဆိုတာကိုပြန်လည်သုံးသပ်တာဖြစ်ပါတယ်။လူအများစုဟာပထမထပ်မှာပဲတစ်တလုံးရုန်းကန်နေကြပြီးအပေါ်ထက်တွေကိုတန်းလှမ်းဖို့မေ့နေတတ်ကြပါတယ်။နာမည်ကျော်အားကစားသမားတွေရဲ့စူးစမ်းပုံကိုကြည့်ရင်ဒီလေးထပ်တိုက်အယူဆကိုပိုမြင်သာပါတယ်။ဂျပန်ဘေ့စ်ဘောကစားသမားအီချီရိုဟာငယ်စဉ်ကတည်းကနေတိုင်းရိုက်ချက်900ခန်းထောင်သီးလေ့ကျင့်ပြီးပမာဏကိုအားကိုးခဲ့ပါတယ်။ရေကူးသမားမိုက်ကယ်ဖက်စ်ကျတော့သူ့ရဲ့လေ့ကျင့်ခန်းတွေကိုသိပ္ပံနေကြစီမံကိန်းချပြီးဘယ်လိုအခက်အခဲမျိုးမှမဆိုရင်ဆိုင်နိုင်အောင်လေ့ကျင့်ခဲ့ပါတယ်။တခါတရံမှာတော့ကျမ်းမာရေးနဲ့စိတ်တိုက်ပိုင်းဆိုင်ရာအထက်ဆိုင်မွန်ဘိုက်စ်လိုမျိုးပန်းတိုင်အသစ်ကိုရဲရဲဝုန်းဝုန်းရွေးချယ်တတ်ဖို့လည်းလိုအပ်ပါတယ်။ဒါဟာအရှုံးပေးတာမဟုတ်ပဲအစင်မြင့်နဲ့ရွေးချယ်မှုစူးစမ်းမှုမျိုးဖြစ်ပါတယ်။စူးစမ်းမှုရဲ့ရလဒ်ကိုမျော်လင့်ထားတဲ့အတိုင်းချက်ချင်းရတာမျိုးတစ်ခုတည်းနဲ့မတိုင်းတာသင့်ပါဘူး။ရလဒ်မှာ၄မျိုးရှိပါတယ်။ပန်းတိုင်အတိုင်းချက်ချင်းရတဲ့ရလဒ်ပန်းတိုင်မဟုတ်ပဲမမျော်လင့်ပဲရတဲ့ရလဒ်ပန်းတိုင်အတိုင်းပဲအချိန်ကြာမှရတဲ့ရလဒ်နဲ့ပန်းတိုင်မဟုတ်ပဲအချိန်ကြာမှမမျော်လင့်ပဲရတဲ့ရလဒ်ဆိုပြီးရှိပါတယ်။အောင်မြင်သူတွေဟာဒီရလဒ်၄မျိုးစလုံးကိုလက်ခံနိုင်ကြပါတယ်။ Thomas Edison လိုပဲကြာရှုံးမှုတွေဟိုတောင်မှကြာရှုံးမှုတွေဟိုတောင်မှအလုံးမထစ်တဲ့နီလန်းကိုရှာဖွေတွေးရှိတာလို့သဘောထားပြီးရလဒ်တစ်ခုအနေနဲ့လက်ခံနိုင်မယ်ဆိုရင်စူးစမ်းရတာဟာပင်ပန်းစရာမဟုတ်ပဲပျော်စရာဖြစ်လာပါလိမ့်မယ်။အချို့အဖြစ်ပြောရရင်စူးစမ်းမှုဆိုတာပမာဏအတင်မကပဲအရေးအသွေးစီမံကိန်းနဲ့မှန်ကန်တဲ့ရွေးချယ်မှုတွေပေါင်းစပ်နေရမှာဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့အလုံးမှာဖြစ်ဖြစ်ဘဝမှာဖြစ်ဖြစ်ပင်ပန်းပန်းလှုပ်ဆောင်နေရပေမဲ့တိုးတက်မှုမရှိဘူးလို့ခံစားနေရရင်ကိုဟာဘယ်ထပ်မှရောက်နေလဲဆိုတာကိုပြန်ဆန်းစစ်ကြည့်ပါပမာဏတင်မကပဲဦးနောက်ကိုသုံးပြီးအစစ်မြစ်နဲ့ကြိုးစားမှုမျိုးကိုပြောင်းလဲလှုပ်ဆောင်ကြည့်ပါအဲလိုလှုပ်ဆောင်နိုင်မှသာမိတ်ဆွေရဲ့ကြိုးစားမှုတွေဟာအမှန်တကယ်အရာထင်ပြီးပျော်ရွှင်စရာကောင်းတဲ့အောင်မြင်မှုတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်